ကျွန်းပေါ်မှာတိုက်ပွဲတွေအရှိန်တက်နေတော့ရုတ်တရက်ရန်သူသင်္ဘောတွေပေါ်ကအမြောက်တံတွေတိတ်သွားပြီးရန်သူတွေကလာရလန်းအတိုင်းအလင်းရမြန်ဆုတ်ခွာသွားကြတယ်ဗျနမ်ကောင်းဆိုရတော့အံ့ဩပြီးအခုနကဘာအတန်ကြီးလဲသူတို့ဘယ်ကူသွားကြတာလဲလို့အော်မေးလိုက်ရတယ်နတ်ဆိုးကိုင်းကဂူခွန်နဲ့ဝူတန်ကိုင်းကဂေါ်ဒမ်ဂျင်တို့လည်းအခြေအနေကိုတုံးတက်နေကြတာပေါ့သူတို့ကဘာလို့ရုတ်တရက်ကြီးဆုတ်ခွာသွားတာလဲဂေါ်ဒမ်ဂျင်ကဒေါသတကြီးနဲ့တောက်သူတို့ကိုဘသူလွတ်လိုက်တာလဲဆိုတာငါတို့ရှာမတွေ့လိုက်ဘူးအရှင်ဖမ်းမိတဲ့ကောင်တွေကလည်းအစိတ်တောက်ပြီးကိုတက်တည်သွားကြတယ်သူတို့ကတာမန်တိုင်းသမားတွေမဟုတ်ဘူးဗျာလို့ပြောလိုက်တယ်ဒါဟာစနစ်တကျလေ့ကျင့်ထားတဲ့လူတပ်သမား Assassins အဖွဲ့အစည်းတစ်ခုဆိုတာတီချသွားပါပြီအဲ့ဒီအချိန်မှာတိုင်းသမားတစ်ယောက်ကအရေးကြီးတဲ့တဲလွန်ဆက်တစ်ခုကိုတတိပေးလိုက်တယ်နင်းသူတို့မစုတ်ခွာခင်မှာအရန်ကျဲတဲ့အတန်ကြီးတစ်ခုကိုကျွန်တော်ကြားလိုက်တယ်တစ်ခုခုကိုအချက်ပေးလိုက်တယ်လို့ပဲဂေါ်ဒမ်ဂျင်ရဲ့မျက်လုံးတွေပြူးသွားပြီအချက်ပြမိဒါဆိုရင်ကူတင်းကြိုင်သူတို့ကူတွေကပစ္စည်းတွေကိုရသွားပြီမို့လို့စုတ်ခွာကြတာပဲအခုချက်ချင်းအဲ့ဒီကိုတွားကြရအောင်နမ်ကောင်းဆိုရတို့ဂူတဲကိုအလူအရက်ပြေးဝင်သွားကြပါမယ်သူတို့ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့မှင်သက်စရာပါပဲဘလို့လို့ဒါမျိုးဖြစ်နိုင်မှာလဲဆိုရတယောက်ရင်ဘက်ကိုလက်နဲ့ဖိပြီးအံ့ဩနေမိတယ်ဗျဂူတင်းချိုင်းတစ်ခုလုံးမှာဘာရတနာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေလို့ပါကိုရန်ဂျင်ကတော့ဒေါသတကြီးနဲ့ကြောက်နံရံကိုထုလိုက်တယ်တောက်ဒီလိုခလီးကလားလှဲ့ကွက်မျိုးနဲ့ငါတို့အလှည့်စားခံလိုက်ရတာလားသူတို့ကရန်သူတွေရတနာတွေအကုန်ယူသွားပြီလို့ထင်နေကြတာပေါ့ဂူဟွန်ကတော့အချိန်မဖြုံးပဲအခုချက်ချင်းသူတို့နောက်ကိုလိုက်ကြစို့လို့အကြံပေးပြီးအားလုံးဂူပြင်ကိုပြန်ပြေးထွက်သွားကြပါတော့တယ်ဆိုရတယောက်တည်းဂူထဲမှာကြံရစ်ခဲ့ပြီးတပ်ပြင်းချနေတော့သူမရဲ့မျက်လုံးထဲမှာတစ်ခုခုကိုမြင်သွားတယ်ဗျအဲ့ဒါကတော့ဂူရဲ့အမှောင်ထဲမှာဖုံးကွယ်နေတဲ့ဘိုးဘေးဂွန်ဖြူကြောက်စာတိုင်း ancestral tablet တစ်ခုပါပဲဆိုရကထူးဆန်းနေတဲ့ကြောက်စာတိုင်းသားကိုတိုးသွားပြီးအပေါ်မှာရေးထားတဲ့စာသားကိုဖတ်လိုက်တဲ့အခါတန်ဝူရင်အဲ့ဒီနောက်ဂိုင်းကောင်းဆောင်လို့ဂူထဲရောက်လာတယ်ဗျနောက်ဆုံးတော့တိုက်ခိုက်တဲ့သူတွေကဘသူလဲဆိုတာရောကောင်းကင်သုံးပါးရဲ့ရုပ်အလောင်းတွေကိုဘသူယူသွားလဲဆိုတာရောဘာမှမသိရဘူးပေါ့ဟုတ်လားတိုင်းမဟာမိတ်ကောင်းဆောင်ကြီးရဲ့အတန်ကဂူလုံးတုံဟီးသွားတာပေါ့အကြီးအကဲကြီးပူချမ်းခမခေါင်းငုပ်ပြီးတောင်းမှန်ပါတယ်မဟာမိတ်ကောင်းဆောင်ကြီးလို့ပဲပြောနိုင်ရှာပါတယ်မဟာမိတ်ကောင်းဆောင်ကြီးကတော့စိတ်ပြက်လက်ပြက်နဲ့တွေးနေမိတယ်ထိုင်းခေါင်းချင်းရဲ့ရုပ်အလောင်းလည်းမရဘူးတိုင်းနဲ့ဘရင်ရဲ့အမွေအနှစ်လည်းဘာမှရှာမတွေ့ဘူးငါတို့သုံးဆွဲခဲ့တဲ့အင်အားနဲ့ငွေကြီးတွေကိုကြည့်ရင်ဒါဟာတကယ့်ကိုအရှက်ရစရာရှုံးနိမ့်မှုပဲအားလုံးကအချီးနှီးဖြစ်သွားတာပဲအဲ့ဒီအချိန်မှာအကြံပေးပုဂ္ဂိုလ်ကတစ်ချက်ဝင်ထောက်ပြတယ်ဒါပေမဲ့ကျွန်တော်တို့တခုတော့တည်ကြသွားပြီဒီတိုက်ခိုက်မှုကတရားမဝင်ခိုင်းနေလို့တာမဟုတ်ဘူးသူတို့ရဲ့လှုပ်ရှားမှုကိုကျွန်တော်တို့အမြဲစောင့်ကြည့်နေတာလေဒါဆိုရင်အထောက်အထားမသိရသေးတဲ့အင်အားစုအစ်စ်လားဒါမှမဟုတ်အခြားနိုင်ငံတကာလားလို့သူတို့ဆွေးနွေးနေတော့မှာပဲမဟာမိတ်ကောင်းဆောင်ကအေးဆက်ဆက်နဲ့ပြောလိုက်တယ်နတ်ဆိုးကိုင်း demonic cult ကောင်တွေလောက်တာလည်းဖြစ်နိုင်တာအားလုံးအံ့ဩသွားကြတယ်ဗျဒါကနတ်ဆိုးကိုင်းရဲ့အစီအစဉ်လို့ပြောတာလားလို့ကြည်ဘူးချန်ကမေးတဲ့အခါကောင်းဆောင်ကဒါကငါရဲ့ခံမှန်းချက်ပဲဒါပေမဲ့မြင့်မြင်တွေ့နေရတာတွေကိုပဲအကုန်မယုံလိုက်နဲ့လို့ငါမင်းတို့ကိုအမြဲပြောနေတယ်မဟုတ်လားဖြစ်နိုင်ကြီးအကုန်လုံးကိုဖွင့်ထားရမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတော့တယ်တိုင်းမဟာမိတ်ရဲ့လက်ရှိခေါင်းဆောင်နန်ကောင်းချုံဆိုတာအင်အားအကြီးဆုံးနန်ကောင်းမျိုးနွယ်စုရဲ့ခုံဆောင်ဒါအိတ်ဂရစ်လို့လူသိများတဲ့ပုံကိုကြီးပါသူဟာပါရမီတင်မကပဲဉာဏ်ပညာနဲ့အမျှော်မြင်မှလည်းပြိုင်ပတ်ကင်းသူမို့တိုင်းလောကသားတွေကသူ့ကိုအားကိုးကြတယ်ဗျဒါပေမဲ့သူ့ရဲ့ယာဒူးတက်တန်းကုံဆုံးတော့မှာဖြစ်လို့နောက်တက်လာမဲ့သူကြောင့်တိုင်းလောကဖျို့ဖျဲဖြစ်မှာကိုလူတွေကစိုးရိမ်နေကြတာပါဒါပေမဲ့ဒီခေါင်းဆောင်ကြီးရဲ့နောက်ွယ်မှာဟျို့ဝှက်ချက်တစ်ခုရှိနေတယ်ဗျသူ့ရဲ့အကြံပေးကကူတင်းချိုင်းကရလာတဲ့ကြောက်နေရင်အပိုင်းစားပေါ်ကဓားယာတွေကိုပြလိုက်တဲ့အခါခေါင်းဆောင်ကြီးကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်ဒါတွေကအလကားပဲတယောက်ယောက်ကအရင်ကတဲလွန်စာတွေကိုဖျောက်ဖို့အတွက်အပေါ်ကနေဓားယာတစ်တွေထထွင်းထားလာဒီကနေဘာမှထက်ရှာလို့မရတော့ဘူးသူ့ရဲ့စကားသံကအေးဆက်နေပြီမြဲစိတ်ထဲမှာတော့ဒေါသတွေတောက်လောင်နေတာပေါ့ငါရဲ့ဓာတ်တိုင်းပညာမှာကြုံတွေ့နေရတဲ့အကန့်အသတ်တွေကိုကြော့ဖြစ်ဖို့တခုခုရှာတွေ့နိုင်မယ်လို့ငါထင်ထားတာဘသူကမြတ်ငါစီကနေဒီအခွင့်အရေးကိုခိုးယူသွားတာလဲကျွန်းပေါ်မှာဒန်ဝီယန်ကိုစောင့်နေရင်
ကျန်းဆန်တယောက်စိတ်ကူးရနေတာပေါ့ငါတို့ကိုဒီလိုနေရာမျိုးမှာလျှို့ဝှက်ခေါ်တွေ့တယ်ဆိုတော့တခုခုတော့အကြီးကျယ်ရတော့မှာပဲမဟုတ်လားသူကမူချင်းကိုတောင်ကြွားလိုက်သေးတယ်အိတော်တခင်ကခဏအိတ်မယ်လို့ပြောတာကတကယ်တော့ငါတို့ကိုစောင့်ကြည့်နေတာဗျာငါတို့ဘလောက်ကြိုးစားလဲဆိုတာကြည့်ပြီးပိုတန်းလာတဲ့တိုင်းပညာတွေသင်ပေးဖို့ဒါမှမဟုတ်ဂူထဲကနေငါတို့ပဲယရနာတွေတွားယူနေတာလည်းဖြစ်နိုင်တယ်မူချင်းကတော့ရေပြီးတကယ်ကြီးအဲ့လိုဖြစ်ပါမလားလို့တန်တရားဝန်နေတော့မှပဲဒန်ဝူရန်ရောက်လာပါတယ်မင်းလိုရောက်နေပြီပဲစောင့်ခိုင်းထားမိလို့တောင်းပန်ပါတယ်လောက်เสียရလေးရှိနေလို့ဒန်ဝူရန်ကအေးဆေးဆေးပြောလိုက်တဲ့အခါကျန်းဆန်တယောက်အံ့ဩသွားပါတယ်ဖះရေအိမ်တော်သခင်ကငါတို့ကိုတောင်းပန်လဲငါအိမ်မက်နေတာလားဒန်ဝူရန်ကအထုပ်တစ်ခုကိုချပြီးကဲဒါကိုဖွင့်ကြည့်လိုက်လို့ပြောလိုက်တဲ့အခါကျန်းဆန်ရဲ့မျက်လုံးတွေကတောက်ပသွားတာပေါ့နောက်ဆုံးတော့ရောက်လာပြီအကြီးအကျယ်ကြီးဒါတွေကဘာတွေလဲဟင်ကျန်းဆန်အထုပ်ကိုဖွင့်ကြည့်လိုက်တော့မြင်ရတာကဂေါပြားတွေပေါ့ဒါတွေကဂေါပြားတွေလေမင်းတို့တခါမှမမြင်ဘူးလားလူဒန်ဝူရန်ကမေးတော့ကျန်းဆန်မျက်နှာကြီးပြက်သွားတယ်ဟိုမြင်တော့မြင်ဘူးပါတယ်ဗျဒါပေမဲ့ဒါတွေကိုဘာလို့ကျွန်တော်တို့ကိုပေးတာလဲဒန်ဝူရန်ကခက်ပြက်ပြက်ပဲအမိန့်ပေးလိုက်တယ်တူးဆန်ဗျာငါပြောနေတာလေတူးဆန်လို့မင်းတို့ရဲ့အားအကုန်သုံးပြီးတူးကြဆန်ဂျန်ဆန်နဲ့မူချင်းတို့တယောက်အားကုန်သုံးပြီးမြေတူးလိုက်ကြတာနောက်ဆုံးတော့ဒန်ဝူရန်စိတ်တိုင်းကြတဲ့အထိဖြစ်သွားတာပေါ့ဒီလောက်ဆိုရပြီလားဗျာလို့ဂျန်ဆန်ကမေးတော့ဒန်ဝူရန်ကမစိုးပါဘူးမင်းတို့နှစ်ယောက်ကအ ਨੇ ဆုံးတော့ခေါ်ပြားကြိုက်တာမှာတော့ပါရမီရှိသားပဲလို့ခနဲ့တလို့လို့နဲ့ချီးကျူးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒန်ဝူရန်ကခတ်တီတီမိတ်ခိုင်းမြန်ပါတယ်ကဲဂျန်ဆန်ဟိုဘက်ကချုံပုတ်ထဲမှာဟွက်ထားတာကိုတွားယူချေဂယူးဆိုင်ပြီးယူလာခဲ့နော်ဂျန်ဆန်ကတော့စိတ်ပြက်လက်ပြက်နဲ့တွားကြည့်တာပေါ့ဒါပေမဲ့ချုံပုတ်ထဲမှာဘာမှမရှိသလိုပဲလျသူကဘာမှမရှိဘူးလို့ပြောလိုက်တဲ့အချိန်မှာဂျန်ဦးရန်ကမင်းလက်ကိုအရှိထုတ်လိုက်လို့ပြောပြီးစီရင်ထုံးတစ်ခုကိုဖွင့်လိုက်တဲ့အခါဝိုးဒါတွေကဘာအယိုးစုတွေလဲဗျဂျန်ဆန်တယောက်လန့်ဖက်သွားရပါပြီအဲ့ဒီအယိုးစုတွေကတော့တခြားသူတွေမဟုတ်ပါဘူးတလောကလုံးကအသေးအတန်လိုက်ရှာနေကြတဲ့ကောင်းကင်၃ပါးရဲ့ရုပ်ကျွင်းတွေပါပဲဒန်ဝူရန်ကလူတွေမတွေ့အောင်တိတ်ဆိတ်တဲထုတ်လာပြီးဒီကျွန်းရဲ့အေးချမ်းတဲ့နေရာမှာမြုပ်နှံဖို့ပြင်ဆင်ခဲ့တာပါဒန်ဝူရန်ကအေးဆက်တီငင်းရဲ့အတန်းနဲ့ပဲအမိန်ပေးလိုက်တယ်သူလူကိုတေးသေးချာချာမြုပ်နှံပေးလိုက်ပါပြီးတော့ရိုးရိုးသေးသေးရှိကြစမ်းတစ်ဖက်မှာလေမူရင်းမဟာမိတ်ဟေနန်ဌာနခွဲမှာကျွန်းမော်ကကြောက်စားတိုင်းမှာတွေ့ခဲ့တဲ့ဒန်ဝူရန်ဆိုတဲ့နာမည်ကဆိုရရဲ့ခေါင်းထဲကနေလုံးဝထွက်မသွားဘူးဗျာဒါကတိုက်ဆိုင်မှုတတ်ပဲလားနာမည်တူတာဖွင့်နိုင်ပြီပဲတိုင်းနဲ့ဘီယန်ကိုဂုံပြူတဲ့နေရာမှာဒီနာမည်ရှိနေတာကတော့ထူးဆန်းလွန်းတယ်လို့သူမကတွေးနေမိတာပါသူမရဲ့အဖိုးဖြစ်သူတိုင်းမဟာမိတ်ခေါင်းဆောင်ကြီးရောက်လာတဲ့အခါဆိုရကသူမကိုနှိပ်စက်နေတဲ့မေးခွန်းကိုထုတ်မေးလိုက်တယ်အဖိုးလူသားတယောက်ကအနှစ်တစ်ထောင်လောက်အသက်ရှင်နိုင်တာမျိုးဖြစ်နိုင်ပါမလားခေါင်းဆောင်ကြီးကသဘောကျစွာရေမော်ဒန်စိတ်ဝင်စားစရာမေးခွန်းပဲလူသားတိုင်းကတော့နောက်ဆုံးမှတေရရတာကြီးပဲဒါပေမဲ့မတေမျိုးရှစ်ဖားလိုမျိုးဒါဒနာထဲမှာပုံကိုယ်တွေကတော့ချွင်းချက်ပေါ့ကွယ်သူတို့လိုအစင်းမျိုးကိုရောက်ရင်အနှစ်တစ်ထောင်မကအသက်ရှင်ဖို့ထင်နိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကယုံတန်းစကားတက်ပါကွယ်လို့ဖြေးလိုက်ပါတယ်အဖိုးရဲ့စကားကြောင့်ဆိုရကသူမရဲ့အတွေးကိုပြန်ရုပ်သိမ်းလိုက်တယ်ဟုတ်မှာပါငါတွေးတာယူးကြောင်ကြောင်နဲ့လွန်းတယ်အိမ်တော်တကင်တန်းကတန်းပါတယ်ဆိုပေမဲ့တပြားတွေစီကပတ်စံခိုးတဲ့အဲ့ဒီလူကဒလောကလုံးမှာအင်အားအကြီးဆုံးတိုင်းနဲ့ပြန်ထိနေမှာမဟုတ်ပါဘူးဆိုရကဒန်ဝူရန်ကိုတပြားစီကပတ်စံခိုးတဲ့လူလို့တတ်မှတ်လိုက်ပြီးသူ့ရဲ့အရှိန်အဝါကသူမအဖိုးလိုမျိုးမြင်မြတ်တဲ့အသွင်းဆောင်ဘူးလို့ကိုပြန်ဖြောင်းဖျားလိုက်တာပေါ့အဲ့ဒီအချိန်မှာလဲအဖိုးဖြစ်သူကဒါနဲ့ငါတို့နှစ်ယောက်တောင်း IC ကိုအတူတူသွားကြမလားလို့ဖိတ်ခေါ်လိုက်တယ်ကျုံးရဲ့တိတ်ဆိတ်တဲ့သူနေရာမှာတန်ဝူရန်ဟောသူကိုယ်တိုင်မြုပ်နှံခိုင်းထားတဲ့တပည့်ဟောင်းတွေရဲ့ဂူးရှေမှာအရက်လောင်ရန်ဂါရဝပြုနေတယ်ဗျမင်းတို့တွေအသက်ရှိစဉ်တုန်းကအရက်ကိုအင်မတန်ကြိုက်ခဲ့ကြတာပဲအခုလိုမျိုးငါကိုယ်တိုင်မင်းတို့အတွက်အရက်လိမ့်ငဲ့ပေးရလိမ့်မယ်လို့တခါမှမတွေးဘူးခဲ့ဘူးတန်ဝူရန်ရဲ့စကားသံတွေကအေးဆက်နေပေမယ့်သူ့ရဲ့ကြောပြင်ကတော့တကယ်ကိုဝမ်းနည်းစရာကောင်းလောက်အောင်အထီးကျန်းလုံးလီးနေတာပေါ့ဒါကိုဘေးကနေကြည့်နေတဲ့ဂျန်ဆန်ကလည်းစိတ်မကောင်းချစ်သွားပြီးကျွန်တော်လည်းအရက်တစ်ခွက်လောက်ဂါရဝပြုလို့ရမလားဗျာလို့ခွင့်တောင်းလိုက်ပါတယ်ဂျန်ဝူရန်ကခွင့်ပြုလိုက်တဲ့အခါဂျန်ဆန်ကရိုးရိုးသေးသေးပဲအရက်တစ်ခွက်ကမ်းလှမ်းလိုက်တယ်ဗျာဂျန်ဆန်ကစိတ်ထဲကနေတွေးနေတာကအိမ်တော်တခင်နဲ့ကြောပြင်ကဒီနေ့မှဘာလို့ဒီလောက်တောင်အထီးချမ်းနေရတာလဲဒါနဲ့ဒီအရက်ကတော်တော်ဈေးကြီးတဲ့ပုံပဲနော်အနံ့ကတော်တော်မွေးတာပဲလို့သူ
သူ့ဘာသာသူမိကြီးကိုပြီးနေတော့မှာပဲဒန်ဝူရန်ကရွှေ့မကြည့်ပဲလှမ်းဟန့်လိုက်တယ်မင်းကိုတောက်လို့ငါခွင့်ပြုခဲ့လို့လားဂျန်ဆန်တယောက်ပါဇက်နားရောက်ခါနီးအညက်ခွက်ကြီးကိုကိုက်ပြီးကြောင်အန်းထဲသွားရပြန်มาတော့တယ်အိမ်ညာရောက်တာနဲ့ဂျန်ဆန်တယောက်ဒန်ဝူရန်နောက်ကိုတကောက်ကောက်လိုက်ပြီးမေးဟုန်းတွေထုတ်နေတော့တာပဲလာစမ်းမှာအိမ်တော်တခင်ကလိမ့်မယ်ဆိုရင်လည်းယုံကျင်စရာကောင်းအောင်လိမ့်စမ်းပါကျွန်တော်တို့ကိုမျက်စိကန်းနေတယ်လို့ထင်နေတာလားချွန်မူကွမ်နမ်ဂျူလျွန်ထေကုံချင်းအဲ့ဓာတွေကကြောက်စာတိုင်းဘောကနမေတွေလေးဗျာအဲ့ဒီအယိုးစုတွေကကောင်းကင်သုံးပါးရဲ့ရုပ်အလောင်းတွေဆိုတာထင်ရှားနေတာကိုဒန်ဝူရန်ကတော့မျက်နာသေးလေးနဲ့ပဲမင်းဖတ်တာမှားနေတာဖြစ်မှာပါဂျန်ဆန်ကတော်သားတစ်ထည်နဲ့ကျွန်တော်ကစာမဖတ်တတ်တဲ့ငတုံးလို့ပြောတာလားလို့ပြန်မေးတော့ဒန်ဝူရန်ကခက်အေးပဲမင်းကမွေးကလေးကအဲ့ဒီလိုဖြစ်လာတာနေမှာပါလို့ပြန်ပြောလိုက်တာဂျန်ဆန်တယောက်ဆွန့်အားသွားရပါတော့တယ်မူချင်းကတော့ဘေးကနေကြည့်ပြီးဒီငတုံးတော်တော်လေးအခြေအနေကတင်းမာနေတာကိုလို့စိုးရင်တကြီးနဲ့တွေးနေရတာပေါ့အဲ့ဒီအချိန်မှာပဲကဲတင်ရှင်းလေးဆိုမီရောက်လာပါလေထမင်းချက်ဦးလေးကြီးဟင်းဖြောလေးဆိုမီတမီးရဲ့ဘောလုံးလေးဟိုဘက်ကိုလွင့်ပါလို့ရှားမတွေ့တော့ဘူးကူရှာပေးပါလားလို့ပူစားပါတော့တယ်ဂျန်ဆန်ကဒန်ဝူရန်ကိုမေးခွန်းတွေထပ်မေးချင်သေးပေမဲ့ဆိုမီလေးကလက်ကိုဆွဲပြီးခေါ်နေကြောင်းမတက်လိုက်တော့ဘူးလေဦးလေးမြန်မြန်တော့ရှာပြမယ်ဆိုပြီးဆိုမီလေးနောက်ကိုလိုက်သွားရပါတော့တယ်ဆိုမီလေးကဂျန်ဆန်ကိုဘောလုံးရှာကင်ပြီးအဝေးကိုလွတ်လိုက်တာဟာတကယ်တော့ဒန်ဝူရန်တို့လမ်းရှင်းပေးလိုက်တာပါပဲဒန်ဝူရန်ကဆိုမီလေးကိုကြည့်ပြီးငါတို့စီမှာဘောလုံးရှိလို့လားလို့မေးလိုက်တော့ဆိုမီလေးကခက်နောက်ရေးပြတာပေါ့လိန်နာမကောင်းပေမဲ့တခါတလေတော့လဲလူအပ်ရင်လိန်ရတာပေါ့လို့ဒန်ဝူရန်ကဆိုမီလေးရဲ့ပါးနံမှုကိုချီးကျူးလိုက်ပါတယ်ဒါပေမဲ့ဆိုမီလေးကတခုကိုစိုးရိမ်နေတယ်ဗျအဖေအရင်ကအလင်းစလို့ထွန်သွားတဲ့ဆိုဟီဆိုယာကောဘာတွေလုပ်နေလဲဟဲ့ဒန်ဝူရန်ကဆိုယာတို့တိုင်းမဟာမိတ်အခွဲတဲ့ကျုံးပေါ်မှာဘာမှမရပဲလက်ဗလားနဲ့ပြန်သွားရလို့တော်တော်လေးဒေါသထွန်နေရမှာကိုရိပ်မိနေတာပေါ့သူခဏတော့အလုတ်ရှုပ်နေလိမ့်မယ်လို့ပြောနေတော့မှာပဲဒီအချိန်ကြီးအဲ့တဲ့တွေရောက်လာတာပဲရောက်လာတာကတော့တခြားသူမဟုတ်ပါဘူးနန်ကောင်းဆိုယာနဲ့သူမရဲ့အဖိုးဖြစ်သူတိုင်းမဟာမိတ်ခေါင်းဆောင်ကြီးနန်ကောင်းချွန်ပါပဲဆိုယာကတုံတုံဆိုင်ဆိုင်နေပဲဟိုအခုလိုအချိန်မတော်ကြီးရောက်လာတာကအရေးကြီးတဲ့ဧည့်သည်တရားပါလာလို့ပါလို့မိတ်ဆက်ပြတဲ့အခါခေါင်းဆောင်ကြီးကသဘောကျသွားရေမိုးလိုက်ပါတယ်ဆိုယာကဆက်ပြီးဒုံလုံအိုင်းကိုအလဲလာရင်တီးကိုခန့်တွေမှာလူပြည့်နေလို့အခန်းမရတာနဲ့ဒီကိုလာခဲ့တာပါအာနာနာနဲ့ပြောရှာပါတယ်ဒန်ဝူရန်ကထုံးစံအတိုင်းပဲတီငင်းစွာနဲ့ရပါတယ်အထဲဝင်ခဲ့ကြလေလို့ဖြေခေါ်လိုက်တဲ့အခါဆိုယာတယောက်အံ့ဩသွားတာဗျအရင်ကသူမကိုအမြဲနှင်းထုတ်နေတဲ့ဒန်ဝူရန်ကအခုလိုလွယ်လွယ်ကူကူခွင့်ပြုလိုက်လို့ပေါ့ရှင်စိတ်မဆိုးဘူးလားအိမ်တော်ထဲကိုရောက်တာနဲ့ဒန်ဝူရန်ဟာခရီးပဲနှုတ်ခွန်းဆက်လိုက်တယ်တိုင်းမဟာမိတ်အဖွဲ့တွေအခုချိန်ဆိုအလုတ်အရမ်းရှုပ်နေမယ်ထင်တာထူးထူးဆန်းဆန်းခင်ဗျားတို့မှာအချိန်တွေအများကြီးရှိနေပါလားဒါကကျွန်းပေါ်မှာညှုံနေခဲ့တာကိုဒန်ဝူရန်ကတဝိုက်တွေခနှိမ့်လိုက်တာပါပဲခေါင်းဆောင်ကြီးနန်ကောင်းချွန်ကသဘောကျစွာရေမော်ရင်ဟိုနာကအိုမြင်းနေပါပြီဒီလောက်ကလေးတောင်အားလက်ချေမရှိတဲ့အလုပ်မျိုးကိုတော့ငါမလုပ်နိုင်တော့ဘူးလို့ပြန်ဖြေပါတယ်ဒါပေမဲ့ဒန်ဝူရန်ကမရက်သေးဘူးအဲ့ဒီလိုအဖြစ်ပြက်မျိုးကြုံခဲ့ရပြီးတောင်ရေနိုင်တဲ့တာကတော့တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲလို့ထပ်ပြီးထိုးနှက်လိုက်တယ်ခေါင်းဆောင်ကြီးကမျက်ခုံးတစ်ချက်ပြင့်သွားပြီးအိုးအဲ့ဒီလိုအဖြစ်ပြက်ဆိုတာဘာကိုပြောတာလဲငါ့ကိုအသေးစိတ်လေးပြောပြပါအောင်လားလို့ပြန်မေးလိုက်တာကသူတို့ကြားမှာတင်းမမှုတွေမြင်တတ်သွားစေတယ်ဗျဒန်ဝူရန်ကတော့စကားလိုင်းချောင်းလွဲပြီးအခန်းကတော့ဈေးကြီးလိမ့်မယ်ဒါပေမဲ့ထမင်းကိုတော့အလားကကျွေးမယ်ဒီမှာပဲတဲကိုသွားကြပေါ့ဒန်ဝူရန်ထွက်သွားတဲ့အခါနန်ကောင်းချွန်ကဆိုးရားကိုတိုးလေးပြောလိုက်တယ်မင်းမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့တငယ်ချင်းရှိတာပဲဒါနဲ့သူကတကယ်လေ Black Faction ကိုအပြတ်ရှင်းခဲ့တာလားဆိုရားကသူကတော့ဝန်မခံဘူးဒါပေမဲ့ကျမတော့တေးချပါတယ်လို့ပြန်ဖြေတာပေါ့နန်ကောင်းချွန်ကတော့တွေးနေမိတယ်သူ့ရဲ့မျက်လုံးတွေကိုမြင်လိုက်တဲ့ကလေးကငါသိတယ်သူကတော့တာမန်လူတယောက်လုံးဝမဟုတ်ဘူးအိမ်တော်ထဲမှာဆိုမီလေးကတော့အလာပြင်ပြီးသားဆိုရာကိုတွေးချင်လွန်းလို့ကခုတ်နေတာပေါ့သမီးလည်းသွားတွေးချင်တယ်လှလှလီဆိုရာကိုတွေးရတော့မယ်ဟေးဒါပေမဲ့ဒန်ဦးရန်ကတားလိုက်တယ်အခုတော့ခက်လိမ့်မယ်ဆိုမီသူကတယောက်တည်းလာတာမဟုတ်ဘူးဆိုမီကနှုတ်ဖမ်းလေးဆိုမီဟိုအဖိုးကြီးကြောင့်လားလို့မေးတော့ဒန်ဦးရန်ကအေးဆေးဆေးပဲခေါင်းကျင်ပြလိုက်တယ်ဆိုမီလေးကတော့ဇွတ်သွားဖို့ကြိုးစားနေတော့မှာပဲမူချင်းကတော့မျက်နှာပြက်ပြက်နဲ့ဒန်ဦးရန်နာကိုကတ်လာလေဗျာအိမ်တော်သခင်ကျွန်တော်စိုးရိမ်နေတယ်လို့မူချင်းကတိုးတိုးလေးပြောလိုက်တော့ဒန်ဦးရန်ကဘာဖြစ်လို့လဲလို့မေးတဲ့အခါမူချင်းကတကက်အမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်အခုဒီကိုရောက်နေတဲ့သူကဓာအေဂရိုက် The Sword Emperor ဗျမူချင်းကဆက်ပြီးရှင်းပြတယ်
သူကလက်ရှိတိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်ကြီးပဲကျွန်တော်ကတရားမှုဝင်ကိုရင်ဆိုတော့သူ့အကြောင်းကိုကောင်းကောင်းသိတာပေါ့ဒါအေဂရိုက်အပါဝင်အေဂရိုက်၅ပါးဆိုတာစစ်မြေပြင်မှာဆိုရင်ပြိုင်ပတ်ကင်းတဲ့သူတွေတေမင်းတမန်တွေနဲ့မချဘူးရဒန်ဝူရန်ကတော့အဲ့လိုလားဆိုပြီးတီတီငင်းငင်းပဲတုံ့ပြန်လိုက်ပြီးမြင်စိတ်ထဲမှာတော့ဆိုရအမြဲကြွားလိရှိတဲ့သူမရဲ့အဖို့အကြောင်းကိုပြန်တရိရသွားတာဗျာဒါဆိုဒါကဆိုရအမြဲကြွားတဲ့ဓာအေဂရိုက်ပေါ့ဘသူမှဒီလိုနာမည်မျိုးရနိုင်တာတော့မဟုတ်ဘူးပဲလို့သူကတွေးနေမိတာပါတန်ဝူရန်ကစိုက်ချဲကနေတွေးနေမိတာကသူ့စီကခံစားရတဲ့စွမ်းအင်ကငါအခုထိတွေးခွဲဘူးတဲ့တိုက်သမားအားလုံးနဲ့꿰ပြားနေတာတော့အမှန်ပဲဒါပေမဲ့အဲ့ဒီစွမ်းအင်တွေကြားမှာဖုံးကွယ်ထားတဲ့ထက်မြက်မှုကိုတော့ငါရှာမတွေ့ဘူးသူကသူ့မှာရှိတဲ့တိုင်းပညာကိုတေးသေးချာချာနားမလည်သေးဘူးပဲတလောကလုံးကတေမင်းတမန်လကြောက်လန့်နေရတဲ့ဓာဧကရကိုဒန်ဝူရန်ကတိုင်းပညာကိုနားမလည်သေးတဲ့သူအဖြစ်တတ်မှတ်လိုက်တာပါပဲဒါဟာဒန်ဝူရန်ရဲ့အဆင့်အတန်းကဓာဧကရထဲအများကြီးပုံမြင့်နေတာကိုပြသနေတာပါမူဂျင်ကတော့စိုးရင်တကြီးနဲ့သူတို့ဂျွန်ဆန်းကျွန်းနေကိစ္စတွေကြောင့်ဒီကိုရောက်လာတာလားဗျာလို့မေးတော့တန်ဝူရန်ကအေးဆေးဆေးပဲမဖြစ်နိုင်ပါဘူးသူတို့အေးဆေးဆေးလွန်နေတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒါဟာကန်ဂျမာပဲထင်ပါရဲ့လို့ပြန်ဖြေလိုက်ပါတယ်မနက်ခင်းရဲ့အေးချမ်းတဲ့အချိန်လေးမှာနန်ကောင်ချွန်တယောက်ငားများနေတာကိုကြည့်ပြီးတန်ဝူရန်ကခင်ဗျားငားများရတာတော်တော်ဝါသနာပါတဲ့ပုံပဲလို့စကားဆလိုက်ပါတယ်ခေါင်းဆောင်ကြီးကသဘောကျစွာပြုံးရင်ဟိုငငယ်တုန်းကဆိုရင်တနေ့ကောင်ငားများနေလည်းမယူနိုင်ခဲ့ဘူးအခုလိုမျိုးအေးအေးဆေးဆေးငားများခွင့်ရတာဘလောက်တောင်ကြာသွားပြီလဲမမှတ်မိတော့ဘူးလို့ပြန်ဖြေပါတယ်နန်ကောင်ချွန်းရဲ့စိတ်ထဲမှာတော့အတိတ်ကပုံရိပ်သူကရုပ်ရှင်ချက်လို့ပြန်ပေါ်လာတာပေါ့အသက်20အရွယ်တက်သက်တိုင်းသမားဘွားကတည်းကတခြားသူတွေကိုမရှုံးနိုင်စေဖို့သူ့ရဲ့နန်ကောင်မျိုးစုနမ်ကုံကလန်နာမည်ကြီးစေဖို့အသက်ပဲသူဓာတ်ကိုကင်ခဲ့တာပါယာထူးတွေတဆင့်မိတဆင့်တက်လာပြီးတိုင်းလောကရဲ့အထွတ်အရိပ်နေရာကိုရောက်ခဲ့ပေမယ့်အခုပြန်ကြည့်လိုက်တဲ့အခါသူ့အတွက်ဘာမှကြံမနေခဲ့ပါဘူးသူကတပင်းချရင်ဒန်ဝီယန်ကိုဖွင့်ဟလိုက်တယ်ငါမျိုးရဲ့ဂုံတိခအတွက်ငါတိုင်းမဟာမိတ်ရဲ့အမြင့်ဆုံးယာထူးကိုတက်လန်းခဲ့တယ်ဒါပေမဲ့ငါလုပ်ခဲ့သမျှအရာအားလုံးကငါတကယ်လိုချင်ခဲ့တာတွေမဟုတ်ဘူးငါကိုယ်ပိုင်စံတဲ့အတွက်ငါပထမဆုံးစူးစမ်းခဲ့တာကဂျွန်ရှိန်ကျွန်းကကိစ္စပဲအဲ့ဒါလေးသာအဆင်ပြေခဲ့ရင်ကောင်းပါပဲအခုတော့ငါမှငါအတွက်ဆိုလို့ဘာမှကြံမနေတော့ဘူးဓာဧကရာနန်ကောင်းချွန်းကရောက်သူ့ဘဝရဲ့နောင်တတွေကိုပြောပြရင်စိတ်မကောင်းဖြစ်နေတော့ဆိုမီလီကငါးတကောင်ကိုကင်ပြီးအော်ဟစ်ကဖြီးလာတယ်ဗျာတဒါဒါကိုကြည့်လိုက်အောင်ဆိုမီနောက်တကောင်ထပ်မိပြန်ပြီဒါကိုချက်စားကြစို့ခေါင်းဆောင်ကြီးမှာဆိုမီလီရဲ့ဆူးရှာတော့ပါတဲ့အတန်ကြောင့်လန့်တောင်တော့ရတယ်ဟိုးငါ့ကိုလန့်အောင်လုပ်တာပဲမင်းရဲ့အတန်ကတော်တော်လေးကြည်လျင်တာပဲနော်လို့သူမရဲ့အကိကင်းမှုကိုကြည့်ပြီးပြုံးမိသွားရှာပါတယ်ဒန်ဝူရန်ကလည်းဆိုမီလေးကိုချီးမွမ်းလိုက်တယ်တော်တယ်ဆိုမီနောက်တစ်ခါကျရင်ဒီထက်ကြီးတဲ့အကောင်ကိုမိအောင်ဖမ်းကြည့်ကြတာပေါ့ဆိုမီလေးကလည်းအားမကြခံဟုတ်ကဲ့တမီအရန်ကြီးတဲ့အကောင်ကိုမိအောင်ဖမ်းပြီးအားလုံးကိုဝေမျှအကျွေးမှာပေါ့လို့တက်ကြွပြန်ဖြိုးတာပေါ့အဲ့ဒီမှာရင်ဆိုမီလေးကသူမငါးဖမ်းဟေးပုံကိုကြွားလိုက်သေးတယ်ဗျာအဲ့ဒီငါးချင်းကတမီလက်ကိုလာကြိုက်တာနဲ့တမီလေးသူ့ကိုမီးတောက်လက်သီးနဲ့ပင်ညာပေးလိုက်တာပေါ့တဲ့ဒီအချိန်မှာသူ့ဘေးနားမှာငကောင်းတစ်ကောင်လိုမျိုးတွန့်လီနေတာကြီးတစ်ခုလည်းရှိနေသေးတယ်နန်ကောင်းချွန်ဟာဒန်ဝူရဲ့နဲ့ဆိုမီလေးလို့ရဲ့ယဉ်နီးမှုကိုကြည့်ရင်သူ့ရင်ထဲကဟာလာဟင်းလင်းဖီနေတဲ့ခံစားချက်ကိုပြန်သုံးသပ်မိတယ်ဗျဒီလူဟာငါနဲ့စင်တူမီယာလို့ငါခံစားရတယ်ဒါကြောင့်သူလဲငါ့လိုအမာမျိုးတွေလုံးနေမှာကိုငါစိုးရိမ်နေခဲ့တာဒါပေမဲ့ငါမားသွားပြီပဲသူ့ရဲ့အတွေ့အထဲမှာအသက်ကပုံရိပ်ပြန်ပေါ်လာတယ်ဗျသူ့သားတွေကအဖေပျော်ရွှင်စရာမွေးနေ့လေးထစ်ပါစေလို့လာနှုတ်ဆက်ကြတော့ဟာသူကပြန်ပြောခဲ့တာကမင်းတို့ဓာတ်တွေလုံနေမယ်စားတွားပြီးဓာတ်ကျင်ကြစမ်းအားနဲ့တဲ့သူတွေကအတုံးမကြဘူးတဲ့သူဟာခွန်အားငွေကြေးနဲ့ကြော်ကြားမှုနောက်ကိုပဲတခေါက်လိုက်ခဲ့ပြီးမိသားစုနဲ့ပျော်ရွှင်မှုတွေကိုအမိုက်လိုသဘောထားတယ်တာပါအခုဒန်ဦးရန်ကိုကြည့်လိုက်တဲ့အခါမှာတော့ငါကခွန်အားနဲ့နမဲကုံတဲ့နောက်ကိုပဲလိုက်ခဲ့အချိန်မှာသူကတော့ငိုက်ထအများကြီးပိုကြီးမြတ်တယ်ပိုကောင်းမွန်တဲ့အရာပျော်ရွှင်မှုနဲ့မေတ္တာကိုရှာထွေထားတာပဲငါဘဝတစ်ခုလုံးကတော့တကယ်ပဲအချီးနှီးဖြစ်သွားခဲ့ပါပြီဒန်ဝူရန်ကဆိုမီလေးကိုကြည့်ပြီးတိုင်းပညာတင်မပဲဘဝရဲ့အနှစ်သာရကိုပါနဲ့ဖရိုးပြလိုက်တယ်ဗျ
မင်းကအရှိမရှိတဲ့နယံကြီးကိုကြော်ဖြတ်ဖို့စ조사လေလေအဲ့ဒီနယံကြီးကပိုပြီးမြင့်တက်လာလေလေပဲအဲ့ဒီလိုအချိန်မျိုးမှာမင်းလောက်ရမှာကနယံကြီးကိုပဲစိုက်မကြည့်နေပဲမင်းရဲ့ပတ်ဝန်းကျင်ကိုပြန်ကြည့်ဖို့ပဲအဲ့ဒါကမင်းအတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်ဒီစကားကဆိုမီလီအတွက်တင်မဟုတ်ဘူးဗျာဘေးမှာငားများရင်နားထောင်နေတဲ့ဓာတ်ဧကရိုက်နန်ကောင်းချွန်အတွက်တော့မိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲသူဟာတဘဝလုံးခွန်အားဆိုတဲ့နယံကြီးကိုကြော်ဖို့ပဲစိုက်ကြည့်ရင်ဘေးနားကမိသားစုနဲ့ပျော်ရွှင်မှုတွေကိုလစ်ရှုရှုခဲ့တာမဟုတ်လားဒန်ဝီယန်ရဲ့စကားကြောင့်ဓာတ်ဧကရိုက်ဟာသူဘာကြောင့်တိုင်းပညာမှာအကန့်အသတ်ဖြစ်နေရတယ်ဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတော့တယ်သူကသဘောကျစွာပြောရင်ဟိုမင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်ပဲလို့ချီးကျူးလိုက်တဲ့အခါဒန်ဝီယန်ကလည်းအေးအေးဆေးဆေးပဲအဲ့လိုထင်ပေးတဲ့အခါကျေးဇူးပါပဲလို့တုံ့ပြန်လိုက်ပါတယ်အဲ့ဒီအချိန်မှာနမ်ဂုံဆိုရတယောက်အသက်ရှူမဝပဲပြေးလာတယ်ဗျအဖိုးဒုက္ခရောက်ကုန်ပြီဆိုရရဲ့အထိတ်လန့်နေတဲ့တန်ကြောင့်ဓာဧကရာကမျက်မှောင်ကျုပ်ပြီးဘာတွေဒီလောက်တောင်စူညံပေါ်လောရိုက်နေတာလဲလို့မေးလိုက်တာပေါ့ဆိုရကတုံရင်ရင်နဲ့တရင်ပို့လိုက်တာကတိုင်းမဟာမိတ်စီကတရင်ရပါတယ်အကြံပေးဖို့ကိုကြားကောင်းအမေမတိလူသားသမားတွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးအခုတော့အသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေကိုရောက်နေပါပြီဒီတရင်ကဓာဧကရာအတွေ့တော့ခေါင်းပေါ်ကိုမိုးကြိုးပစ်ချသလိုပါပဲကြားကောဆိုတာသူ့ရဲ့အားကိုးရဆုံးလက်ယုံတူထည်သလိုတိုင်းမဟာမိတ်ရဲ့တုံးနောက်လဲထစ်တာကြောင့်သူ့ကိုတိုက်ခိုက်ရဲတယ်ဆိုတာကတိုင်းမဟာမိတ်တစ်ခုလုံးကိုစိန်ခေါ်လိုက်တာပါပဲခေါင်းဆောင်ကြီးရဲ့မျက်နှာကချက်ချင်းဆိုသလိုအေးစာတင်းမသွားပြီးပြင်းစင်ကြတော့ငါတို့အခုချက်ချင်းဌာနခွဲကိုပြန်ကြမယ်လို့အမိန့်ပေးလိုက်ပါတော့တယ်ဓာဧကရာကြီးထွက်ခွာဖို့ပြည့်နေတော့မှဒန်ဝူယန်ကသူ့ကိုစိုက်ကြည့်ရင်စိတ်ထဲကနေတခုခုကိုသတိထားမိလိုက်တယ်ဗျခက်မိန်မိန်လေးဆိုပေမဲ့အဲ့ဒီလူရဲ့ပတ်ဝန်းကျင်မှာတေမင်းရဲ့စွမ်းအင်တွေဝင်းရောင်နေတာပဲစွမ်းအင်တစ်ခုတည်းကိုပဲယုံကြည်လို့မရဘူးဆိုပေမဲ့လည်းတခုခုတော့ဖြစ်တော့မှာပဲဒန်ဝူယန်ကအနှစ်တစ်ထောင်ရှင်တန်ခဲ့သူမို့တေမင်းရဲ့အငွေအသက်ကိုကောင်းကောင်းသိတာပေါ့ဒါကြောင့်သူကဓာဧကရာကြီးကိုနောက်ဆုံးနေနဲ့လေးလေးနက်နက်သတိပေးလိုက်ပါတယ်ခမည်းအတွက်အကြံပေးချင်တာတခုရှိတယ်မာနနဲ့ထောင်လွှားမှုကိုသတိထားပါတိုင်းသမားတယောက်ဆိုတာဘေးအချိန်မဆိုတည်သွားနိုင်တယ်ဆိုတာမမေ့ပါနဲ့ဓာဧကရာကြီးကတော့သဘောကျစွာရေမောရင်ဟိုအကြံပေးတဲ့အတွက်ကျေးဇူးပါပဲဒါပေမဲ့ငါကတော့လွယ်လွယ်နဲ့တည်ပေးဖို့အစီအစဉ်မရှိသေးဘူးဗျအခုလိုအလင်းစလူးထွက်ခွာရတာနှမျောစရာကောင်းပေမဲ့မင်းကြောင့်ငါတကယ်ကိုကောင်းကောင်းအနားယူသွားရပါတယ်လို့ပြန်ပြောပါတယ်ဒန်ဝူယန်ကတော့သူ့ရဲ့ထုံးစံအတိုင်းအေးဆက်ဆက်နဲ့ပဲခမည်းအသက်ရှင်နေတဲ့ရင်ဘယ်အချိန်မဆိုပြန်လာခဲ့လို့ရပါတယ်လို့နှုတ်ဆက်လိုက်ပါတယ်